ပွင့်လာပြီအဖေအပြေးရန်ဖေးတန်းလေးကိုလည်းပဲဖေရှာရှင်းနေမိတာတော့မူပါအဖေဂျိုပြားနဲ့ဖေရှာရှင်းနေမိတာတော့မူပါခင်ဗျာချွေလန်းဝေလန်းပွင့်လန်းလာပြီဒါနာလာနဲ့သာသနာပြုကြီးလန်းမှာလက်တွေ့ပြီးတော့ခေါ်ဆောင်တော်မူပါခင်ဗျာတို့လာတိုင်းပေါ်လာမိဘကြီးဘုံတော်မတွေလည်းပဲကျင်းချလူတိုင်းကြီးသူ့ကိုယူနိုင်ကြပါတယ်ခင်ဗျာအမေရဲ့ကျောင်းမှာတော့အစပြားတွေနဲ့တော့ကျင်းချပူတော်ကြီးမြင့်သူ့ကိုယူနိုင်ရပါတုံးတကယ်လေမော်နေကြအောင်မအမျိုးမြတ်တဲ့ပကုန်းနဲ့အမျိုးမရိုက်တဲ့ပကုန်းတလိုက်မယ်တော်ကြီးပါဗျာမင်္ဂလာရှိလာပါတယ်အိမ်တော်မင်္ဂလာဆိုင်တော်မင်္ဂလာရိုးရလေပေါ်နဲ့အတွဲသူကြောက်တယ်လို့ဒါကလည်းဘုန်းရှိမိသားစုတွေတောင်းပြီးအမေပကုန်းမယ်တော်ကြီး